မင်္ဂလာပါရှင်ကျမရဲ့ Join Food and Chef Kids Channel မှာအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့သင်ခန်းစာလေးနဲ့အတန်လေးနဲ့ပေါ့နော်ဗီဒီယိုတွေကိုတွဲပြီးတော့မှကြည့်ဖတ်ခြင်းသင်ခန်းစာလေးဖြစ်ပါတယ်အဲ့ဒီသင်ခန်းစာလေးမသွားခင်မှာအရင်နေ့ကသင်ခဲ့တဲ့သင်ခန်းစာလေးကိုမှတ်မိလားပြန်ပြီးတော့မှစစ်ကြည့်ရအောင်ပါဒီဟာလေးတွေကိုအတန်ထက်နည်းလေးနဲ့အရင်ဆုံးဖတ်ကြည့်ပါအောင်ဖတ်တတ်ပါပြီလားဟုတ်ပြီဖတ်တတ်ပြီဆိုရင်တော့ပြန်ကြည့်တရားမလိုဘူးမဖတ်တတ်သေးဘူးဆိုရင်တော့အရင်သင်ခန်းစာလေးကိုပြန်ကြည့်ပေးပါအဲ့တော့ဖတ်တတ်ပြီးသားဆိုရင်တော့ဒီဖတ်ကြည့်ပြီးအတန်ထွက်နည်းလေးနဲ့ဖတ်ကြည့်ပြီးရင်ဒီအခုကျွန်မဖတ်ပြမယ်ဟာလေးနဲ့ပြန်ပြီးတော့မှတိုက်ကြည့်ပါကအာကကအာကကအာကကကာကခအာခခအာခခအာခခခခဂအာဂဂအာဂဂအာဂဂဂဂငါအာငါငါအာငါငါအာငါ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 စအာစစအာစစအာစစစာစာကဂဂခခခဂဂဂငါငါငါစစာစာဟုတ်ပြီဒါလေးဖတ်တတ်ပြီဆိုလို့ရှိရင်အခုနောက်တစ်နည်းကကြတော့စက်လုံးပေါင်းနည်းနဲ့ကောဖတ်တတ်ပြီလားကဲဖတ်ကြည့်ပါအောင်မဖတ်တတ်သေးဘူးဆိုရင်အရင်သင်ခန်းစာလေးကိုပြန်ကြည့်မယ်ဖတ်တတ်ပြီးသားဆိုရင်တော့ကိုဆိုကလေးတို့ဆိုထားတဲ့ဟာနဲ့အခုကျမဆိုပြမယ့်ဟာလေးနဲ့ကိုက်ညီမှုရှိရလားဆိုတာကိုပြန်ပြီးတော့မှစစ်ကြည့်ရအောင်ပါကာကြီးရေကကြီးရေချာကာကြီးရေချာဝစံနှလုံးပေါက်ကကခါခွေရေခခွေရေချာခခွေရေချာဝစံနှလုံးပေါက်ခခဂါငယ်ရေဂငယ်ရေချာဂါငယ်ရေချာဝစံနှလုံးပေါက်ကဂဟုတ်ပြီဒါဆိုရင်ဖတ်တတ်ပြီဆိုလို့ရှိရင်ဒီနေ့သင်ခန်းစာလေးကိုဆက်သွားရအောင်ပါဟုတ်ပြီဒါလေးတွေကိုအတန်ထွက်နေရောစလုံးပေါင်းနေရောဖတ်တတ်ပြီဆိုရင်တို့ကဒီနေ့စလုံးလေးတွေပေါင်းပြီးဖတ်ရမှာဖြစ်ပါတယ်ကြည့်လိုက်ရအောင်ပါဘာကောင်လေးတော့ဖာဟုတ်ပြီဖာကိုအရင်ဆုံးအတန်ထွက်နည်းလေးနဲ့အရင်ဆုံးဖတ်ကြည့်ပါမယ်ဖာဥထုတ်ကြီးလေးနဲ့အားဆိုတဲ့တရားလေးနဲ့ပေါင်းထားတာအဲ့တော့ဖာဥထုတ်လေးရဲ့အတန်ကဖလို့အတန်ထွက်တယ်အဲ့တော့ဖအားဖာဒါလေးဆိုရင်ငါအားငါဝအားဝါပအပဝအာဝါပအာပပဝါပါအဲ့ဒါလေးကိုဖတ်တဲ့အခါကျကလေးလေးတွေမှတ်မိအောင်ရှေ့ကနေပြန်ဖတ်တင်လဲရရပေါ့နော်ပအာပဝါအာဝါပဝါပအာပပဝါပါယအာယထာအာထာယထာဖအာဖလာအာလာဖလာတအာတမအာမတမစအာစယအာယမအာမစယာမစအာစပအာပစဘာပအာပလာအာလာတအာတာပလာတာပအာပလာအာလာပလာတအာတာပလာတာအခုဆိုပြတဲ့နည်းလေးကတော့အတန်ထွက်နည်းလေးနဲ့ရွတ်ဆိုပြသွားတာဖြစ်ပါတယ်ဒီအတန်ထွက်နည်းလေးနဲ့ရွတ်ဆိုခြင်းအပြင်ကလေးလေးတွေကစကားလုံးတွေကိုမြင်မြန်လေးပေါ့နော်စာဖတ်တဲ့အခါကျရင်တွက်လာစေပါတယ်ဒါကြောင့်အတန်ထွက်နည်းလေးနဲ့သင်ပေးတာပါကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်နည်းကကြတော့စလုံးပေါင်းနည်းလေးနဲ့ရွတ်ဆိုပြပါမယ်ဖာဥထုံရေချာဝစံနှလုံးပေါင်းဖာငါရေချာဝစံနှလုံးပေါင်းငါဝါရေချာဝစံနှလုံးပေါင်းဝါပါဆောင်ရေပဝရေချာဝါပဝါပါဆောင်ရေချာဝစံနှလုံးပေါင်းပါပဝါပါစာလုံးရေစပါဆောင်ရေချာဝစံနှလုံးပေါင်းပါဇဘာရာကောက်ရေရထဆင်ထူရေချာဝစံနှလုံးပေါင်းထားယထာဖောက်ထုတ်ရေဖလာရေချာဝစံနှလုံးပေါင်းလာဖလာတာဝန်ပူရေတမရေချာမတမစာလင်ရေစရကောက်ရေချာရစယာမာရေမစယာမပါဆောင်ရေပလာရေချာလာပလာတောင်ပူရေချာတာပလာတာဟုတ်ပြီဒါဆိုရင်နောက်တစ်ခုလေးကြည့်ရအောင်ပါဒါလေးကဘာပန်းလေးတော့မြင်မှုပါသလားဇကဝါပန်းလေးဟုတ်ပြီဒါဆိုအရင်ဆုံးကလေးတို့ကဒါလေးကိုအတန်ထွက်နည်းလေးနဲ့ဖတ်ကြည့်ပါအောင်ဖတ်တတ်သလား
ခလေးတို့ဖတ်ပြီးသွားပြီဆိုရင်ဇာမနဲ့ပြန်တိုက်ကြည့်ရအောင်စာအာစာကာအာကာဇကာဝအာဝဇကဝါရေးတော့စကားဝါလို့ရေးတယ်ဖတ်တဲ့အခါကျရင်ဇကဝါလို့ဖတ်ရရင်နော်ဇကဝါဟုတ်ပြီဒါလေးကရောဘာလုပ်နေကြရတော့ဟုတ်ပြီဒီလိုကစားတဲ့ကစားနည်းတွေကိုအာကစားလို့ခေါ်တယ်အာကာအာကာစာအာစာအာကစားအာကစားရေးတော့အာကစားလို့ရေးရတယ်ဖတ်တဲ့အခါကျရင်ခါရဲ့အတန်လေးနဲ့ပေါ့နော်အာကစားလို့ဖတ်ရပါတယ်ဟုတ်ပြီဒါဆိုရင်ဘာလုပ်နေရတော့ကာယပလပေါ့နော်ကဲဟုတ်ပြီဒါဆိုဖတ်ကြည့်ရအောင်ကာအာကာယအာယကာယဘာအာဘကာယဘာလာအာလကာယပလလေးလုံးတွဲတွေဆိုရင်ရှေ့ရစလုံးလေးနဲ့ပြန်ပေါင်းပြီးတော့မှဖတ်ပေးမယ်နော်အဲ့ဒီခါကျတော့ကမှတခါတည်းဖတ်တတ်သွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုနောက်ထပ်တစ်ခုဖတ်ကြည့်ရအောင်ဒါလေးရရောဘာတွေတော့ဟုတ်ပြီဘယ်လိုဖတ်ရမလဲဖတ်ကြည့်ရအောင်အစာအာစာအ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 ာစာအ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 စာကဲဟုတ်ပြီဒါလေးတွေကိုအခုဖတ်ပြသွားတာကအတန်ထွက်နည်းလေးနဲ့ဖတ်ပြသွားတာဖြစ်တယ်နောက်ထပ်တစ်နည်းအနေနဲ့ကတော့စလုံးပေါင်းနည်းလေးနဲ့ဖတ်ပြပါမယ်စာလုံးရေးစကာကြီးရေချဝစံနှလုံးပေါက်ကဇကာဝရေချဝဇကဝဒါလေးဆိုရင်အာကစားအာရေချဝစံနှလုံးပေါက်အာကာကြီးရေကအာကစာလုံးရေချဝစံနှလုံးပေါက်စာအာကစားကာကြီးရေချကရပလက်ရေရကာယဘာထချရေဗလာကာယဗလာရေလကာယပလဒါလေးကိုစလုံးပေါင်းနည်းနဲ့ဖတ်မယ်အာရေအစာလုံးရေချဝစံနှလုံးပေါက်စာအစာအာရေအစာလုံးရေချစာအစာအစာကဲဟုတ်ပြီဒါလေးတွေကတော့ကလေးလေးတို့ကိုယ့်ဘာသာကိုလေ့ကျင့်ကြည့်ဖို့ပေါ့နော်ဒါလေးတွေနဲ့လေ့ကျင့်ကြည့်ပါအောင်ဖတ်တတ်ပြီလားပေါ့မဖတ်တတ်သေးဘူးဆိုရင်ရှေ့မှာရှေ့သင်ခန်းစာလေးကိုပြန်ကြောကြည့်ဖတ်တတ်ပြီဆိုရင်ဆက်ဖတ်မယ်ဟုတ်ပြီနော်ကဲဒါလေးကတော့စာကြောင်းလေးတွေဖတ်ရမှာဖြစ်ပါတယ်ကဲစာကြောင်းလေးတွေဘယ်လိုဖတ်မလဲလာရေလဒါလေးကိုအတန်ထွက်နည်းလေးနဲ့အရင်ဆုံးဖတ်ရအောင်နော်အဲ့ဒါမှစာဖတ်တာတော်တော်လဲဖတ်နိုင်မှာဖြစ်တယ်အဲ့တော့လာအာလာတာအာတာလာတာပအာပါလာတာပါကာအာကလာတာပါကတာအာတာယအာယတာယတာဤတိလာတာပါကတာယာတိကဲဟုတ်ပြီဒါလေးကကြတော့တီလေးကကြတော့မတင်ရသေးဘူးပေါ့နော်ဒါမဲ့ထည့်ထားလိုက်တာလေးပေါ့နော်အဲ့တော့ဒါလေးကိုဘယ်လိုဖတ်မလဲဆိုတော့တာဤတိလို့ဖတ်ရပါတယ်လာတာပါကတာယာတိနောက်တစ်ခုကကြတော့အာညာအာညာအညာတာအာတာအညာတာဘာအာဘာဘာမအာမဗမာအစာအာစာအစာဗမာအစာစာအာစာပအာပါစာပါအညာတာဗမာအစာစာပါတို့တတွဲချင်းစီလေးဖတ်သွားပါတော့အညာတာဗမာအစာစာပါကဲဒါလေးကတော့အတန်ထွက်နည်းလေးနဲ့ဘယ်လိုဖတ်ရမလဲဆိုတော့ဖတ်ပြသွားတာဖြစ်ပါတယ်ကျန်တဲ့စာကြောင်းလေးတွေကိုတော့ကိုယ့်ဘာသာကိုစူးစမ်းပြီးဖတ်ကြည့်မယ်နော်ကဲဟုတ်ပြီဒါတွေကိုတို့တွေကစာအုပ်ထဲမှာရေးမယ်ပေါ့ရေးမယ်ဆိုရင်ဘယ်လိုလေးရေးမလဲဒီမှာ၄ချောင်းမြင်းလေးရှိရဟုတ်ကလေးတို့မှာ၄ချောင်းမြင်းလေးရှိရအဲ့ဒီ၄ချောင်းမြင်းလေးရဲ့ဒီအလဲကောင်အပြာတန်းလေး2တန်းထဲမှာရေးမှာပေါ့နော်ဥပမာဖားကိုရေးမယ်ဆိုပါတော့ဖားကိုရေးမယ်ဆိုရင်တို့ကအတန်စလုံးပေါင်းလေးနဲ့ရေးကြည့်ရမယ်ဖားဆိုတော့ဖားဦးထုံးရေးချဝိစံနှလုံးပေါက်ဖားကဲဟုတ်ပြီဒါဆို9ကိုရေးမယ်9ကိုရေးမယ်ဆိုရင်ဒီအပြာတန်းလေးထဲမှာ9ကိုရေးမယ်9ရေးချဝိစံနှလုံးပေါက်9ဟုတ်ပြီအဲ့တော့9မှာဘာလို့ဒီမောက်ချလေးနဲ့ရေးရလဲမှတ်မိပါသလားခါမောက်ချလေးနဲ့ရေးရတဲ့စကားလုံးလေးကိုပြန်မှတ်ကြည့်မယ်ခါကငါဒါပါဝါမောက်ချနဲ့ရေးပါဆိုပြီးရှေ့မှာသင်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့9မှာတော့မောက်ချလေးနဲ့ရေးတယ်9ပြီးရင်ဝါဆိုတော့ဒီမှာဝါရဲ့တန်းဖြစ်တယ်ဝါလုံးရေးချဝစံနှလုံးပေါက်ဝါနော်ပြီးတော့စဘာဆိုတော့စာလုံးရဲ့တန်းလေးနဲ့ဆက်တယ်စာလုံးရေးစပါစာရေးချဝစံနှလုံးပေါက်ပါစဘာနော်ပြီးတော့ပဝါဆိုတော့ပါစာရေးပဝါရေးချ
ဝါပဝါပဝါပါဆိုရင်ပါကြောင့်ရေးချဝစ်ဆက်နှလုံးပေါက်ပါပဝါပါဟုတ်ပြီနောက်တစ်ခုယထာဆိုတော့ဘယ်လိုရေးမလဲဆိုတော့ရာကောက်ရေးယထာစင်တူရေးချဝစ်ဆက်နှလုံးပေါက်ထာယထာကဲဒီလိုလေးတွေကိုခုနကတော့သင်ခဲ့တဲ့စာကြောင်းလေးတွေအကုန်လုံးကိုဒီလိုလေးကြောင်းမြင်လေးထဲမှာလက်ရေးလှလေးရေးပြီးတော့မှလေ့ကျင့်ထားပါမယ်နော်ဟုတ်ပါပြီဒါလေးကတော့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီသင်ခန်းစာလေးနဲ့ပတ်သက်ပြီးတော့မှကလေးတို့ဘယ်လောက်မှတ်မိလဲဆိုတာကိုပြန်ပြီးတော့မှစေရမှာပေါ့နော်ကစားမလားအဲ့တော့ကဝလက်မလားပေါ့နော်ဇာအဲ့ဒီဇာကဘာနဲ့စားမှာတော့ပေါ့နော်စာလုံးရေးချဝစက်နှလုံးပေါက်စားလားစာလုံးရေးချဝစက်နှလုံးပေါက်စားလားဇာခွေရေးချဝစက်နှလုံးပေါက်စားလားဘယ်ဟာလေးကိုထည့်မလဲမှန်တဲ့စကားလုံးလေးကိုမြင်တပေးရမှာဖြစ်ပါတယ်အဲ့တော့ကလေးတို့ကဒီဟာလေးတွေကိုဘာလုပ်ထားရမလဲဆိုတော့ဒီဟာလေးကို screenshot လေးယူမယ်ယူပြီးပါရင်လေ့ကျင့်ထားပြီနော်โอเคဒီနေ့တော့ကိုပိုင်းမှာနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်ပြီးတွေ့ရအောင်နော်